Hello အားလုံးပဲမင်္ဂလာပါရှင် Miss Grand ပြည်ဦးလီမျိုးရဲ့ဂုဏ်ဆောင်လာမည်နန်းချယ်ရီပဲဖြစ်ပါရှင်ကျမရဲ့အသက်ကတော့24နှစ်ရှိပြီးရှမ်းပြည်ကဗျာဆယ်တိုင်းသူတစ်ယောက်ပဲဖြစ်ပါတယ်ရှမ်းသေးပါတာဖြစ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိရဲ့ပြည်ဦးလီမျိုးရဲ့အလားတရားတွေကိုချစ်မြတ်မျိုးစားချပြပေးခြင်းတဲ့အတွက်ကြောင့်မို့တန်မှုရှိစွာပြည်ဦးလီမျိုးလေးကိုရွေးချယ်ရှင်ပြိုင်လိုက်ခြင်းပဲဖြစ်ပါတယ်ရှင်ချယ်ရီမြန်မာနိုင်ငံမှာဆိုရင်မြို့ပေါင်းများစွာရှိပါတယ်။အဲ့ဒီမှာပြည်ဦးလီမြို့လေးရာဆိုရင်ချစ်စရာပန်းမြို့တော်ကြီးကိုတင်စားခေါ်ရလောက်ဒီအထီအင်တန်လှပပြီးအင်းမြသောရာသီဥတုအနှိမ့်အမြင့်တောင်တန်းများနဲ့တာယာလှပသောရှုခင်းများလက်ဆက်သောစိုက်ပျိုးသီးနှံများဖြစ်တဲ့ strawberry coffee သီးနှံများစွာနဲ့ပန်းပေါင်းများစွာကိုစိုက်ပျိုးရသည့်အထီနေစီလွာကောင်းတဲ့မြို့လေးတစ်မြို့လည်းဖြစ်ပါရဲ့ရှင်။နှစ်စဉ်နွေရာသီအပန်းဖြေပြည်တွင်းခီးသွားများအတွက်သဘောကျတဲ့မြို့လေးတစ်မြို့လေးဖြစ်ပါတယ်။လက်ပတ်စရာပန်းမြို့တော်ဥယျာဉ်များစွာရှိတာကြောင့်ခီးသွားရင်လည်းစီကားလာပါတယ်။အဲ့အလှတရားကိုချပြဖို့အတွက်ပြည်ဦးနေကိုစားပြုအလှမျိုးဖြစ်တဲ့နန်းချယ်ရီကနေပြီးတော့မှအကောင်းဆုံးရှင်ပြိုင်ချပြသွားမှာပဲဖြစ်ပါလိမ့်ရှင်။အဲ့အတွက်အကြောင်းမို့ပြည်ဦးနေကိုစားပြုအလှမျိုးနန်းချယ်ရီကိုအားပေးဝန်းရံပေးကြဖို့ဒီကနေပြီးတော့ပြောကြားချင်ပါတယ်ရှင်။ Miss Grand ပြည်ဦးနေကိုစားပြုအလှမင်းနေနဲ့ဝင်ရောက်ရှင်ပြန်ရတဲ့ရည်ရွယ်ချက်ကတော့စစ်မှန်သောအရေးချင်းအလှတရားများနဲ့ဖြူစင်ရိုးသားစိတ်ထားနှလုံးသားရှိပြီးလူမှုအကျိုးပြုလုပ်ငန်းများနဲ့အမျိုးသမီးတိုင်းတွေစိတ်သက်ခွင့်အားမြင့်တင်ပေးနိုင်သောစံပြခေါင်းဆောင်အလှမင်းခေါင်းတစ်ယောက်အနေနဲ့ဝင်ရောက်ရှင်ပြန်သွားမှာပဲဖြစ်ပါတယ်ရှင်။စံပြအလှမင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်အဓိကအချက်အနေနဲ့စိတ်သားဖြူစင်ရိုးသားမှုနဲ့တနာကျင်တာကိုချင်းစာစိတ်ရှိရပါမယ်ရှင်။အရေးတစ်ခုကြုံလာတိုင်းပြဿနာတစ်ခုကြုံလာတိုင်းကိုလိုရုပ်မပြေးပဲအလုံးတန်းတူတသားတဲ့ဖြည့်ရှင်းနိုင်ရပါမယ်ရှင်။အဲ့အတွက်ကြောင့်မို့ကျမတို့အမျိုးသမီးတယောက်စီတိုင်းဖိမကူညီပူပေါင်းလက်တွဲကြပြီးအမျိုးသမီးတယောက်ရဲ့ရဲရည်မှုတန်မာမှုလှပမှုနဲ့အတူတူကိုယုံကြည်မှုရှိခြင်းတွေကိုပြသနိုင်မှုအတွက်ကျမပြည်ဦးနေကိုစားပြုနန်းချယ်ရီကနေပြီးတော့နေထွေးစာဖိတ်ခေါ်လိုက်ပါရှင်။